ရင်ဘဝကဆရာတော်ကြီးဝင်စားတာကြောင့်အသက်30ရွှေမှာဝင်းပြီးတော်တွေကိုစောင့်ထိန်နိုင်နေကိုရင်လေအခုလည်းအင်တာနက်ပေါ်မှာအားလုံးကချစ်ခင်ချက်ကိုခံရတာကတော့အသက်30ရွယ်ကိုရင်လေးတစ်ပါးပါကိုရင်လေးဟာအသက်30နှစ်သာရှိသေးပေမဲ့ခေကြီးဝါကြီးဆရာတော်တစ်ပါးလိုဝင်းနီးသိက္ခာပုဂ္ဂိုလ်စောင့်ထိန်နိုင်တယ်လို့မိဘအုပ်ထိန်မှုအောင်မနေရမယ်ကလေးရွယ်သားရှိသေးပေမဲ့သာသနာ့ဘောင်မှာပြောနေပါပြီဒါကြောင့်လူတွေကတော့ဒီလိုချစ်စရာကောင်းတဲ့ကိုရင်လေးဟာထေကြီးဝါကြီးဆရာတော်တစ်ပါးကဝင်စားတာဖြစ်မယ်လို့ဆိုကြပါတယ်ကိုရင်လေးဟာမိထ္ထီလာမြို့နယ်ကန့်တောက်ရွာကဖြစ်ပြီးငယ်စဉ်ကလေးကနေမိဘနေနဲ့အတူမနေပဲအဖိုးဖြစ်သူဦးစင်းနဲ့အတူဘုန်းကြီးကျောင်းမှာကိုရင်လေးဖြစ်နေတာဖြစ်ပါတယ်။ဒီချစ်စရာကောင်းတဲ့ကိုရင်လေးဟာသူများတွေကတက်9နှစ်အရွယ်လောက်မှသာနိုင်တဲ့သင်္ကန်းကိုရင်လေးကတော့တက်3နှစ်အရွယ်မှကလေးကသင်္ကန်းကိုနိုင်နေပါပြီ။ကိုရင်လေးဟာမိဘနေနဲ့နေရတာထက်ဘုန်းကြီးကျောင်းမှာနေရတာကိုပိုပြောပါတယ်။ဒါ့အပြင်ကိုရင်လေးဟာကလေးတစ်ပောင်မှာစော်ကစားတက်တာရှိပေမဲ့လေကိုရင်တို့စောင့်ထိန်ရတဲ့ဝီနီးသိက္ခာပုဂ္ဂိုလ်စောင့်နိုင်တာပါ။